နားဆင်သူပရိသတ်တွေအားလုံးပဲပြန်လည်ကြိုဆိုလိုက်ပါတယ်။မိုဟာမက်အလီရဲ့ The Greatest Podcast Series အပိုင်း3ကိုရောက်ရှိလာခဲ့ပါပြီ။အပိုင်း1မှာတော့အိုလံပစ်ရွှေတံဆိပ်ဆုကိုစိုးကူးခဲ့ပေမဲ့လူမျိုးရေးခွဲခြားမှုကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရလို့အဲ့ဒီရွှေတံဆိပ်ဆုကိုမြစ်ထဲလွတ်ပစ်ခဲ့တဲ့ Cassius Clay ရဲ့နာကျည်းမှုတွေအကြောင်းပြောပြခဲ့ပါတယ်။ဒီနေ့တင်ဆက်မယ့်အပိုင်း3ရဲ့ခေါင်းစဉ်ကတော့လိပ်ပြလို့ပြန်ပြားလို့တုပ်ပဲဖြစ်ပါတယ်။အပျော်ရမ်းအစစ်ရနဲ့ professional boxing လောကတွေကိုဝင်ရောက်လာပြီးတကမ္ဘာလုံးကအမုန်းဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးလူချမ်းဘဝကိုသူဘလို့ပြောင်းလဲပစ်ခဲ့လဲဆိုတာနားဆင်ရမှာပါ1960အောက်တိုဘာ29ရက်နေ့မှာအသက်18နှစ်အရွယ် Cassius Clay ကသူ့ရဲ့ပထမဆုံး professional လက်ဝှေ့ပွဲကိုစတင်ထိုးသက်ခဲ့ပါတယ်။ပြိုင်ပွဲကတော့ထူထူထောင်ခန္ဓာကိုယ်နဲ့နာမည်ကြီးရဲအရာရှိအောင်တူဖြစ်တဲ့ Tani Hasaka ပါ Cassius Clay ကအစင်တန်းချင်းကွာခြားလွန်းလာတဲ့အမြန်နှုံးတွေနဲ့ Hasaka ကို6ကြိမ်စလုံးအသာစီးထိုးခဲ့ပြီးတော့အမှတ်နဲ့အပြတ်သက်အနိုင်ယူခဲ့ပါတယ်။ Professional လောကမှာအောင်မြင်မှုအတွက်ကငွေချင်းကြောတောက်နောက်ခံတဲ့နီးပြကောင်းတွေလိုအပ်ပါတယ်။ Louisville မြို့ကတထေး17ယောက်စုပေါင်းထားတဲ့စပွန်ဆာအဖွဲ့ဟာ Cassius Clay ကိုစာချုပ်ချုပ်ပြီးရန်ပုံငွေထောက်ပံ့ခဲ့ကြပါတယ်။ပြီးတော့သူတို့က Cassius Clay အတွက်တမိုင်းဝင်ဖြစ်လာမဲ့နီးပြသက်တစ်ယောက်ကိုရှာဖွေပေးခဲ့ပါတယ်။ Florida ပြည်နယ် Miami မြို့က Fifth Street Gym ဆိုတဲ့လက်ဝှေ့ရုံလေးကလက်ဝှေ့လောကရဲ့ထိပ်တန်းချန်ပီယံတွေလေ့ကျင့်ရာနေရာတစ်ခုဖြစ်ပါတယ်။အဲဒီလက်ဝှေ့ရုံရဲ့ပိုင်ရှင်ကအီတလီအမေရိကန်သွေးတော်တူဖြစ်ပြီးတော့စိတ်ရှည်သီးခံမှုနဲ့လူသားချင်းစာနာမှုမှာနာမည်ကြီးတဲ့နီးပြကြီး Angelo Dundee ပဲဖြစ်ပါတယ်။ Angelo Dundee. I'm not thinking about firing Angelo. He's the best man that in boxing today, and Angelo will be with me.As long as I'm boxing, I'm sure. 1960အိုလံပစ်အပြီးအလီ professional လောကတွေကိုခြေစုံပြည့်ဝင်လာတဲ့အခါမှာ Angelo Dundee ကအလီရဲ့ဘဝတစ်ခုလုံးမှာအနီးကပ်ဆုံးအားအကိုးရဆုံးလူပြူနီးပြကြီးဖြစ်လာခဲ့ပါတယ်။ Dundee ကတခြားနီးပြတွေလို့မဟုတ်ပါဘူး။အလီရဲ့ gut မကဘဲနဲ့လက်ချထိုးတဲ့ style ခေါင်းငုံပြီးရှောင်တဲ့ style တွေကိုပြုပြင်ဖို့အတွက်မကြိုးစားခဲ့ပါဘူး။သူကအလီရဲ့ထူးခြားတဲ့ပါရမီကိုမြင်ပြီးတော့ပုံမထက်မြက်လာအောင်ပဲတွေးပေးခဲ့တာပါ။Dundee ပြန်ပြောဘူးတာက Cassius Clay ရဲ့မြန်နှုန်းက heavyweight သမားတစ်ယောက်ရဲ့မြန်နှုန်းမဟုတ်ဘူး lightweight တန်းကစားသမားတွေထက်တောင်မှပိုမြန်နေတယ်လို့ဆိုပါတယ်1960ပြည့်နှစ်လယ်မှာအလီက Cassius Clay ဆိုတဲ့နာမည်ကိုစွန့်လွတ်ပြီးတော့မိုဟာမက်အလီဖြစ်လာခဲ့သလို VN စစ်ပွဲကိုအာခံလို့အမေရိကန်အစိုးရရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ် You my enemy. My enemy is the white people, not Vietcong's or Chinese or Japanese. အဲ့ဒီချိန်မှာအလီရဲ့ပတ်ဝန်းကျင်ကလူတချို့ဟာသူ့ကိုစွန့်ခွာသွားကြပါတယ်Nation of Islam ဘာသာရေးအဖွဲ့ကလူတချို့ဟာအလီရဲ့ဘေးမှာလူပြူနီးပြ Angelo Dundee ရှိနေတာကိုမလိုလားခဲ့ပါဘူး။ဒါတွေကိုအလီကငြင်းဆန်ခဲ့သလို Angelo Dundee ကလည်းအလီအပေါ်မှာသစ္စာမပြတ်ခဲ့ပါဘူး။ Dundee ကအလီနဲ့ပတ်သက်ပြီးတော့အခုလိုပြောခဲ့ပါတယ်။ငါကအလီရဲ့နိုင်ငံရေးကိုစိတ်ဝင်စားဘူး။သူ့ရဲ့ဘာသာရေးကိုလည်းဝင်မစွက်ဖက်ဘူး။ငါသိတာတစ်ခုပဲရှိရဲ့။အဲ့ဒါအလီကငါရဲ့ကလေးပဲ။ငါရဲ့လက်ဝှေ့သမားပဲ။သူ့ဒုက္ခရောက်နေတဲ့အချိန်မှာငါသူ့ကိုဘရောမှပြစ်မသွားဘူးလို့ဆိုပါတယ်။အလီပွဲထိုးခွင့်ပိတ်ခံရတဲ့3နှစ်ခွဲနီးပါးမှလည်းဒန်နီကအလီစီယာနဲ့ပတ်စံတပြားမှမရခဲ့ပေမဲ့အမြဲတမ်းအဆက်အသွယ်လုပ်ပြီးစိတ်သက်မြင့်နေပေးနေခဲ့ပါတယ်။အလီဂျိုးဝိုင်းတွေကိုပြန်ပြီးဝင်လာတဲ့အခါမှာလည်းဂျိုးဖရေဇာနဲ့ပွဲတွေ George Foreman နဲ့ပွဲတွေမှာလည်းဒန်နီကကွင်းမေးရနေအလီရဲ့ဗျူဟာရှင်အဖြစ်ဆက်လက်တည်ရှိနေခဲ့ပါတယ်။အလီနဲ့ Angelo Dundee တို့ကအလုံသဘောရနီးပြနဲ့တပည့်ထက်ပုံမနှဆိုင်တဲ့သားဖတန်ရောစင်မျိုးနဲ့ဘဝအဆုံးထိလက်တွဲသွားခဲ့ကြပါတယ်2012ခုနှစ် Angelo Dundee အသက်60အရွယ်မှာကွယ်လွန်သွားတဲ့အခါပါကစ္စတန်ယောဂဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရတဲ့အလီယာအလွန်အမင်းဝမ်းနဲ့ကြေကွဲခဲ့ရပါတယ်။အောင်ပြောင်းနဲ့အဲ့ဒါကြောင့်သတင်းစာတွေက The Louisville Lips လို့နာမည်ပြောင်းပေးခဲ့ပါတယ်။လူတွေကသူ့ကိုအလွန်အမင်းမုန်းတီးလာကြတယ်။အထူးသဖြင့်လူမျိုးပရိသတ်တွေကဒီကောင်အရန်လွန်နေပြီ။တယောက်ယောက်ကသူ့ပါဇက်ကိုပိတ်ပေးတာမြင်နေလာပြီဆိုပြီးတော့အလီရှုံးမန်းတွေကိုစောင့်ကြည့်ဖို့အတွက်ပွဲကြီးလက်မှတ်တွေအလူရက်ဝယ်ကြတော့တာပါပဲ။ဒါအလီရဲ့အကွက်ကြကြလူသိများအောင်လုပ်တဲ့ psychological warfare စိတ်သက်စစ်စင်ရေး viewer တခုဖြစ်ခဲ့ပြီးတော့ကွင်းလုံးပြည့်အမြဲပွဲစီနေရခြင်းလှုပ်ဝက်ချက်ပါ Joe's gonna come out smoking and I ain't gonna be joking. I'll be pecking and a poking, pouring water on this smoking. Then this might shock and amaze you, but I will destroy Joe Frazier. Cassius Clay ရဲ့စကားကိုတာမန်တိုင်းမပြောဘူးကြပြားရေးဆက်ပြီးတော့ rap ရွတ်တယ်လို့မျိုးကာယံနေနဲ့ပြောတတ်တာပါဒီနေ့ခေတ် hip hop လောကရဲ့မူလလက်ဟောင်းလို့တော့ပြောလို့ရပါတယ်သူ့ရဲ့သမိုင်းဝင်ဆောင်ဖို့ဖြစ်လာမဲ့ကြပြားတိုလေးကိုသူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအကြံပေးဖြစ်တဲ့ Drew Bandini Brown နဲ့အတူကြိုးဝိုင်းအပြင်ကနေအော်ဟစ်လေးရှိပါတယ် Float like a butterfly and sting like a bee. Float like a butterfly and sting like a bee. Rumble, young man, rumble. အလီကသူပြောတဲ့အတိုင်းလဲဂျိုးဝိုင်းထဲမှာတကယ်လုံးပြနိုင်ခဲ့ပါတယ်။သူက1960ရာနဲ့1963ခုနှစ်အတွင်းမှာ professional 16ပွဲဇက်တိုက်ကစားခဲ့ပြီးတော့16ပွဲလုံးအနိုင်ရရှိခဲ့ပါတယ်။အဲ့ဒီတည်းမှာ15ပွဲကိုအလဲထိုး KO နဲ့နိုင်ခဲ့တာပါ။
သူကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့အတိုင်းဒီကောင်ဒုတိယအချီမှာလဲမယ်ဆိုရင်ဒုတိယအချီမှာပဲတကယ်လဲအောင်ထိုးပြခဲ့လို့လူတွေကသူ့ကိုမုန်းလဲမုန်းတစ်ဖက်ကလည်းအံ့ဩလေးစားခဲ့ရပါတယ်ဒါပေမဲ့အားလုံးကချောမွေ့နေတာတော့မဟုတ်ပါဘူးကမ္ဘာချန်ပီယံဖြစ်မလာခဲ့ပါသူ့ကိုတေလူမတက်ဒုက္ခပေးခဲ့တဲ့ပွဲနှစ်ပွဲရှိခဲ့ပါတယ်ပထမပွဲကတော့1963ခုနှစ်နယူးယောက်မြို့က Madison Square Garden မှာထိုးခဲ့တဲ့ Doc Jones နဲ့ပွဲပါဂျွန်ကအလီရဲ့ကစားဟန်ကိုတေးသေးချာချာလေးလာပြီးအလီနောက်ဆုတ်တဲ့အချိန်မှာညာလက်သီးပြင်းပြင်းနေနဲ့ဖြတ်ထိုးခဲ့လို့အလီရဲ့ဘဝမှာပထမဆုံးချိန်ဒဏ်ရာအပြင်းထန်ရခဲ့ပါတယ်ဆယ်ကြီးအထိအကျိတ်နဲ့ထိုးခဲ့ရပြီးတော့နောက်ဆုံးမှာအလီကအမှတ်နဲ့ကတ်နိုင်ခဲ့တာပါအဲ့ဒီပွဲမှာပရိသတ်တွေကအလီကိုလူလိန်လို့အော်ဟစ်ပြီးတော့ပလင်းတွေလည်းလှမ်းပစ်ခဲ့ကြတဲ့အထိလူမုန်းများခဲ့ပါတယ်ဒုတိယပွဲကတော့အင်္ဂလန်နိုင်ငံလန်ဒန်မှာဗြိတိန်ချန်ပီယံဟင်နရီကူးပါနဲ့ထိုးရတဲ့ပွဲပါပွဲမတိုင်ခင်မှာအလီကထုံးစံတိုင်းကူးပေါအောင်က9ကြီးအတွင်းမှာအလဲထိုးပြမယ်လို့ကြုံးဝါခဲ့ပါတယ်ဒါပေမဲ့စတုဒ္ဒအချီရဲ့နောက်ဆုံးစက္ကန့်ပိုင်းမှာမထင်မှန်ထားတာဖြစ်သွားခဲ့ပါတယ်ဟင်နရီကူးပါရဲ့နာမည်ကြီးဘယ်ဝိုက်လက်သီးပြင်းကြီးကအလီရဲ့မေးကိုအရှိန်ဟုန်နဲ့ဝင်မှန်သွားခဲ့ပါတယ်အလီရဲ့ဘဝမှာပထမဆုံးချိန်ကျိုးဝိုင်းချမ်းပြေပေါ်ပြစ်လဲကျသွားပါတယ်သူ့မျက်လုံးတွေပြာဝေသွားတယ်ဒိုင်လူကြီးကအမှတ်ရေတွက်နေတယ်ကံကောင်းကျင်တော့အမှတ်ရေလို့၄ရောက်တဲ့အခါမှာစတုဒ္ဒအချီပြီးဆုံးသွားလို့ခေါင်းလောင်းတန်မြည်သွားခဲ့ပါတယ်အလီရဲ့စိတ်တွေကလွင့်နေပါတယ်ဒီတိုင်းဆိုရင်9ကြီးမှာအလီအလဲထိုးခံရတော့ပါမယ်အဲ့ဒီချိန်မှာနီးပြကြီးအဂျယ်လိုဒန်နီရဲ့ပါးနှက်မှုကအလီရဲ့ဘဝကိုကယ်တင်လိုက်တာပါဒန်နီကအလီရဲ့လက်အိမ်မှာအကြောင်းလေးအနှဲငယ်ဟနေတာကိုတွေ့သွားပြီးတော့ဒိုင်လူကြီးကိုလက်အိမ်အစ်စ်လဲပေးဖို့ပြောပါတယ်အဲ့ဒီခေတ်ကလက်ဝိတ်ကွင်းထဲမှာလက်အိမ်အပိုအစင်သင့်မရှိသေးတာကြောင့်ပွဲစီစဉ်သူတွေကလက်အိမ်အစ်စ်သွားယူရတဲ့အတွက်ပွဲကကြံ့ကြာသွားခဲ့ပါတယ်အဲ့ဒီတန်မိုးရှိရဲ့အချိန်ကြီးအတွင်းမှာအလီကအနားရပြီးတော့တက်လုံနဲ့အသိစိတ်ပြန်လဲရရှိသွားခဲ့ပါတယ်ပစ္စမအချီခေါင်းလောင်းတန်မြည်တဲ့အခါမှာအလီကကိုပါရဲ့မျက်ခုံးကိုလက်သီးချက်တွေဒရဇက်ထိုးနှံပြီးတော့သွေးထက်သန်ရုံဖြစ်ပြီးတော့ဒိုင်လူကြီးကပွဲရက်ပြီးအလီကိုအနိုင်ပေးခဲ့ရပါတယ်သူပြောခဲ့တဲ့9ကြီးအတွင်းမှာနိုင်မယ်ဆိုတဲ့ဟောကိန်းကတကယ်ကိုကန်တီပြီးတော့မှန်သွားခဲ့တာပါနီးပြကြီးအန်ဂျယ်လိုဒန်နီရဲ့ပါးနှက်မှုသာမရှိရင်အလီရဲ့တမိုင်းကြောင်းကလန်ဒန်မြို့မှာနေတခန်းရက်သွားနိုင်ပါတယ်နားဆင်သူပြည်သက်များခင်ဗျာအခက်အခဲတွေကြားထဲကနေ16ပွဲဇက်တိုင်းနိုင်ခဲ့တဲ့ Cassius Clay ကအခုဆိုရင်ကမ္ဘာ Heavyweight Champion ဆုကြီးကိုစိန်ခေါ်ခွင့်ရရှိလို့လာခဲ့ပါပြီဒါပေမဲ့အဲ့ဒီအချိန်တော့ကမ္ဘာ Heavyweight Champion ပလင်ပေါ်မှာထိုင်နေတဲ့လူကတာမန်လူမဟုတ်ပါဘူး Sonny Liston ပဲဖြစ်ပါတယ်လူတွေက Cassius Clay ကိုဒီအာချောင်းနဲ့ကောင်လေး Sonny Liston နဲ့တွေ့ရင်ကြိုးဝိုင်းထဲမှာအသေးကောင်ဖြစ်တော့မယ်လို့ဟောကိန်းထုတ်ခဲ့ကြပါတယ်ဒါပေမဲ့ Cassius Clay ကမကြောက်တဲ့အပြင် Sonny Liston အင်ရှေဒီဘတ်စကားနဲ့သွားပြီးတော့အော်ဟစ်ဆဲဆိုခဲ့ပါတယ်အသက်22နှစ်အရွယ်လူငယ်လေး Cassius Clay ကကြောက်စရာကောင်းလာတဲ့ Sonny Liston ကိုဘလို့ view ဟာတွေနဲ့အနိုင်ယူပြီးကဘာကိုတုံလုံးစေခဲ့တာလဲဒီအကြောင်းအရာတွေကိုတော့အပိုင်းလေးကဘာကိုတုံလုံးစေခြင်းမှာအသေးစိတ်ဆက်လက်ရှုစားနားဆင်ရမှာဖြစ်ပါတယ်ဒီနေ့အတွက်တော့လိပ်ပြလို့ပြန်ပြီးပြားလို့တုံမယ်ဆိုတဲ့ Cassius Clay ရဲ့ professional အစာပြိုးခြင်းဇာတ်လမ်းကိုဒီမှာရင်းမဲ့နားဝင်ပြပါခင်ဗျာအားလုံးပဲတာယာသောနေလေးဖြစ်ပါစေဗျ